ကိုဘလို့ပြန်သုံးသပ်လို့ရလဲတဲ့ဒီဟာလေးကိုသုံးပြီးပြန်သုံးသပ်ကြည့်โอเคအဓိကအရေးကြီးတဲ့ level လေးကိုပြောမယ်โอเคကျွန်တော်ပြောမယ်နော်ဒီဟာနားတော့နော်အဲ့ဒီဟာတွေအမှတ်ပေးမယ်လွန်ခဲ့တဲ့9နှစ်ကဘယ်မှာရောက်နေလဲအခုဘယ်မှာရောက်နေလဲโอเคအဲ့ဟာကိုကြည့်လိုက်တယ်ဆိုရှင်ကိုတိုးတက်မှုရှိခဲ့လားမရှိခဲ့ဘူးလားပိုဆိုးသွားလားဘယ်နေရာတွေမှာငါတိုးတက်ခြင်းလဲဟိုကကိုရှာဖိုတိုရှိသွားလိမ့်မယ်โอเคပထမတစ်ခုကကျက်မာရေးလွန်ခဲ့တဲ့9နှစ်တုန်းကကျက်မာရေးဘယ်မှာရောက်နေလဲအရန်မိုက်ခဲ့ရဆိုရှင်10ပေါ့မကောင်းဆိုရှင်စံချိန်ဘက်1ပေါ့တို့မစီးဆိုပေါ့โอเคခြားထဲမှာဆိုရှင်ခြားထဲမှာပေါ့ကျက်မာရေးနောက်တစ်ခုကငွေကြေးနဲ့ပတ်သက်ပြီးလွန်ခဲ့တဲ့9နှစ်ကဘယ်မှာရောက်နေခဲ့လဲ10လား8လား9လား4လား5လားโอเคဒါကကိုပြန်နဲ့ကိုတိုင်းဖို့လို့ပါနော်နောက်ထပ်တစ်ခုကအလုတ်ကိုင်းသို့မဟုတ်စီးပွားရေးလွန်ခဲ့တဲ့9နှစ်ကဘယ်မှာရောက်နေလဲ10လား8လား9လား3လား4လား2လား1လားโอเคနောက်တစ်ခု relationship ဆိုရှင်မိသားစုနဲ့ဆက်ဆံရေးပါတယ်တကယ်ချင်းနဲ့ဆက်ဆံရေးပါတယ်ချစ်သူကြီးစားနဲ့သို့မဟုတ်အိမ်တော်မနဲ့ဆက်ဆံရေးပါတယ်အဲ့ဟာတွေအကုန်ထည့်မယ်နော်လွန်ခဲ့တဲ့9နှစ်ကအဲ့ဒီဆက်ဆံရေးတွေဘယ်မှာရောက်နေလဲ10လား8လား9လား9လားโอเคကိုယ့်ကိုအမှတ်တွေပေးကြည့်မယ်နော်ပြီးလို့ရှင်အခုလက်ရှိအခြေအနေမှာအမှတ်ပေးကြည့်မယ်โอเคပိုကောင်းလာလားပိုဆိုးသွားလားအဲ့လိုပေးလိုက်တယ်ဆိုလို့ရှင်ကိုယ့်ကိုသိသွားလိမ့်မယ်โอเคဟောဒါကတော့ပိုကောင်းလာတယ်ဒါကတော့ပိုဆိုးသွားတယ်ဒါတော့တိတ်တိုးတက်မှုမရှိဘူးနောက်9နှစ်နေတဲ့ခါမှာကိုယ်ဘယ်မှာရောက်နေချင်းလဲโอเคကျမ်းမာရေးနဲ့ပတ်သက်ပြီးဘယ်မှာရောက်နေချင်းလဲငွေကြေးနဲ့ပတ်သက်ပြီးဘယ်မှာရောက်နေချင်းလဲโอเคပေါင်းသင်းဆက်ဆံရေးနဲ့ပတ်သက်ပြီးဘယ်မှာရောက်နေချင်းလဲโอเคတနည်းအားဖြင့်တွားချင်းလဲဆိုလို့ရှင်ကျွန်တော်တို့ဘာလုပ်ရလဲဆိုကြတော့နံပါတ်1လေးလာတယ်နံပါတ်2လောက်ရတယ်โอเคအဲ့တော့ကိုရောက်ချင်တဲ့နေရာတွေကိုတတ်မှတ်မယ်ပြီးလို့ရှိရင်လေးလာတဲ့ရှေ့လေးလာမယ်လောက်ရှာရှေ့လေးလုပ်မယ်အဲ့လိုဆိုရှင်တော့သိကြတယ်ဟိုတိုးတက်ဖို့ရခိုင်တော့ကျွန်တော်ထင်များသွားလိမ့်မယ်တဲ့โอเคအဲ့တော့အဲ့ဟာလေးကိုတုံးပြီးတော့ပြန်သုံးသပ်လို့ရပါတယ်အကျိုးရှိတာလေအကျိုးရှိရဆိုရှင် comment မှာရရှိသနော်